MRTV Corporate များရှင်ဒီကနေ့မှာတော့ရန်ကုန်မြို့ Chatrian Hotel Grand Ballroom မှာကျင်းပပြုလုပ်တဲ့မင်္ဂလာရှိတဲ့အခမ်းအနားအကြောင်းကိုရိုက်ကူးတင်ဆက်ပေးကြပါမယ်။ဒီအခမ်းအနားကတော့စစ်တပ်ကတော်နှင့်ရန်ကုန်ရဲ့နှစ်မြင်းဆောင်93 17မြင်းဆောင်93 5မြင်းဆောင်94နှစ်မြင်းဆောင်95ကျောင်းသားကျောင်းသူများရဲ့ခေတ်ဆက်ဆက်ကြီးပြင်းနေတဲ့ဆရာများရဲ့မြတ်တရားများကိုအောက်မေ့တရိယာစွာနဲ့ပူဇော်ထိုက်သူကိုပူဇော်ခြင်းဆိုတဲ့မင်္ဂလာတရားတော်နဲ့ညီကျင်းပပြုလုပ်ခဲ့တဲ့အခမ်းအနားပဲဖြစ်ပါတယ်။အာဆီယံပူဇော်ပွဲမစတင်ခင်အချိန်မှာတော့အမိတက်သူကြီးမှာအတူပညာသင်ကြားခဲ့ကြပြီးအခုအခါလုပ်ငန်းတာဝန်များနဲ့တနည်းအားကြီးကွဲကွာနေတဲ့တငယ်ချင်းများစကားလက်ဆောင်ပြောမကုန်နိုင်အောင်ပျော်ရွှင်နေကြပုံများနဲ့ဌာနတစ်ခုထဲမှာအတူတကွတာဝန်ထမ်းဆောင်ခဲ့ကြတဲ့လူစော်ကိုင်းဘက်ဆရာများချင်းချင်းပြန်လည်ဆုံတွေ့ပြီးငယ်ကျောင်းများကိုအောက်မေ့တရိယာစကားလက်ဆောင်ကြနေကြပုံများကိုအာဆီယံပူဇော်ပွဲရဲ့ပုံရိပ်အဖြစ်ပထမဦးစွာတွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။ဒီနေ့ကျင်းပပြုလုပ်တဲ့အာဆီယံပူဇော်ပွဲအခမ်းအနားမှာမိမိတို့သင်ကြားပေးခဲ့တဲ့စေပညာဘာသာရပ်များနဲ့တိုင်းပြည်တာဝန်ကိုတောက်တရားမှာပါဝင်ထမ်းဆောင်နေကြတဲ့တပည့်များရဲ့ကျေးဇူးတည်တဲ့မှုအတွက်ဝမ်းသာပီတိဖြစ်ကြရတဲ့ဆရာကြီးဆရာမကြီးများရဲ့တည်နှမှုစကားတန်များကိုလည်းအခုလိုကြားသိကြရပါတယ်ဒီစတဲ့ကိုနှစ်မှာပေါ့နော်ဆရာမကြီးပညာသင်ကြားပေးခဲ့တဲ့အချိန်ကာလကိုသိပြရစေရှင်ဆရာမကြီးကပညာသင်ကြားပေးတာကတော့နှစ်ကြိမ်လို့ပြောလို့ရတယ်ဆရာမကြီး89ကနေ84ကိုလက်ထောက်ကတိကအနေနဲ့တစ်ခေါက်ရောက်ပါတယ်ခင်ဗျ။နောက်ပြီးတော့88ကနေ2000 Professor Head အနေနဲ့တစ်ခေါက်ရောက်ပါတယ်။တော့နှစ်ကြိမ်များစစ်တပ်ကိုနှစ်ကိုရောက်တဲ့သဘောပေါ့။ဒီအုပ်စုတွေကဆရာမကြီး Professor Head ဖြစ်မှကျောင်းဆရာမကြီးကျောင်းကိုတက်တဲ့ကျောင်းသားလေးတွေဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ပေါ့နော်အခုလိုမျိုးပေါ့တပည့်တွေကဆရာမကြီးတို့ကိုသိတက်ပြီးတော့ပေါ့နော်ဒီလိုပူဇော်ပွဲခမ်းနားတွေပြုလုပ်ပေးတာကိုဆရာမကြီးတို့တယောက်ရတဲ့အတွက်ဆရာမကြီးတို့ရှင်တွေကဝမ်းသာပီတိစကားကိုလည်းကြားပြရစေရှင်ဝမ်းသာတော့ပေါ့သမီးရဲ့ဘာလို့ဆိုတော့သူတို့ခမရမှာလည်းကျိုးစားပန်းစား batch ၄ခုတောင်မှပေါင်းပြီးတော့လုပ်ထားတာနော်နောက်တစ်ခုကလည်းဆရာမကြီးတို့ဘုရားစာပေမှာနော်ဓမ္မပူဇာအာမိဒပူဇာဆိုရရှိတယ်တော့တကယ်ကြတော့အာမိဒပူဇာကတော့ခုလိုခမ်းနားတွေနဲ့လာပြီးတော့လက်ဆောင်ပစ္စည်းနဲ့ကြောတာပေါ့ဓမ္မပူဇာဆိုတာကတော့ဆရာမကြီးတို့ဆိုဆုံးမခဲ့တဲ့စကားတွေကိုသူတို့ကမှတ်သားနာယူပြီးတော့တောက်လျှောက်နေမှာပဲဆိုလို့ရှိရင်ကောင်းကြတယ်မနော်လဲလူကောင်းနေမလို့ဒါလည်းလို့ကြောတာပေါ့နော်အဲ့တော့သူတို့တွေအတွက်ကိုဆရာမကြီးဝမ်းသာရတာမတင်းမြုပ်နိုင်တဲ့တပည့်တွေရှိတယ်လို့ဆရာတွေလည်းရှိမှာပါပဲဒါကတော့အားလုံးအတွက်ကိုအမှတ်တရပဲပြောတယ်လို့ပဲဆိုလို့ရှိရင်တော့အားလုံးဘယ်လိုပြောမလဲကျမ်းမာချမ်းသာကြပါစေနော်လူရင်းဆန္ဒပြေဝကြပါစေစိတ်သွားတိုင်းကိုပါကြပါစေဒီတဲ့တိုးတဲ့ကြီးပွားကြပါစေလူကောင်းဆိုတာလူတော်တွေများမယ်လို့လူကမကောင်းရင်လည်းကားပဲဒါမှမဟုတ်ကောင်းကြပါစေလို့ပဲအမှတ်တရပြောချင်ပါတယ်ကဲပါဆရာမကြီးရှင်အခုလိုဖြစ်ကြပြီးတဲ့အတွက်ဆရာမကြီးကိုသမီးတို့အမှတူပေါ်အထူးပဲကျေးဇူးတင်ရှိပါတယ်သမီးတို့ကိုလည်းဆရာမကြီးဖြည့်ခွင့်ရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်ဒီစစ်တပ်ကတော်နှစ်မှာဆရာကြီးပညာသင်ကြားပေးခဲ့တဲ့အချိန်ကာလနဲ့ပေပါသားချက်တွေကိုသင်ကြားပေးခဲ့တယ်ဆိုတာသိချင်ပါတယ်ရှင်ကျွန်တော်သင်ပေးရတဲ့ဘာသာရပ်ကအယိုးယောဂအထူးဘာသာအယိုးယောဂဘာသာရပ်နောက်သင်ခဲ့တဲ့နှစ်က1990ခုကနေ2010စီစုစုပေါင်း9နှစ်ကြာခဲ့တယ်။ဒါတော့အရင်ပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ပြင်ဆင်ယူပြီးတဲ့နောက်ပိုင်းမှာတော်တော်များများပြန်မတွေ့ရတော့အကြောင်းမျိုးနဲ့ပေါ့။ကျောင်းသားဆရာတွေကလည်းဆရာတွေကိစ္စနဲ့မတွေ့ကြဘူး။ကျောင်းသားတွေအနေနဲ့ဆိုတော့ပို့ဆိုးသွားတာပေါ့။ဒီလိုဆရာတွေကိုကာရောပြုတဲ့ခန္ဓာလေးဆိုတော့ဒီတန်ပီတိဖြစ်မိပါတယ်ကျွန်တော်ဆိုရင်အခုဆရာကြီးပေါမဖာကျုပ်ဆရာကြီးတာလာရွှေနောက်ကျန်တဲ့ကျွန်တော်ပေါမဖာဒီနဲ့ခန္ဓာမှုတွေအားလုံးတွေ့ရတယ်စိတ်ကိုဝင်တာပါတယ်ဟုတ်ကဲ့ပါဆရာကြီးရှင်ဒီနေ့ခမ်းနားကိုပေါ့နော်မတက်ရောက်နိုင်တဲ့တပည့်တွေလည်းရှိမှာပေါ့အဲ့ဒီတပည့်တွေအတွက်ကောဒီနေ့ခမ်းနားကိုတက်ရောက်နေတဲ့တပည့်တွေအတွက်ကောပေါ့နော်ဒီအစီအစဉ်ကနေဆရာကြီးကအမှတ်တရသုံးမဩဝါဒစကားလေးလည်းပြောကြားပေးပါအောင်ရှင်ကျွန်တော်ကတော့ဒီနေ့တိုင်းခြေကုနေသေးတဲ့သမားတယောက်ဖြစ်တော့လေဒီတပည့်တွေထဲမှာတချို့ဆရာဝန်မလုပ်တော့ဘဲနဲ့တခြားလုပ်ငန်းတွေလုပ်တဲ့ဆရာဝန်တွေလည်းရှိတယ်ဆိုတော့ကျွန်တော်အားလုံးကိုခြုံငုံပြီးတော့ပါကြမှာပါလို့တော့ဆ
ဆရာဝန်တယောက်ဖြစ်သည့်အတွက်ဆရာဝန်တွေဟာဘယ်လိုနေရထိုင်ကြမယ်ဆိုတာလေးကျွန်တော်နည်းနည်းပြောပြခြင်းတယ်ဒါလည်းပဲကျွန်တော်အာဘော်တွေမဟုတ်ဘူးကျွန်တော်တို့ငယ်တော့ကစာသင်ခဲ့တဲ့ဆရာကြီးဦးမင်းစိန်တို့ဆရာကြီးဦးမောင်ကလေးတို့ဆရာကြီးပတ်တန်းတို့ပြောခဲ့တဲ့စကားတွေကတပည့်တို့သိပညာအင်မတန်ခက်ခဲနေနေတယ်ကျောင်းကြံပါရမီနဲ့သမားကောင်းမဖြစ်နိုင်ဘူး In medicine body anything can happen and there is always an exception လူနာတွေကသူတို့ယောဂသူတို့ကိုသိတယ်ကွာမင်းတို့ကလူနာတွေပြောရင်နားထောင်ပါရာခသိန်းကိုရာနှုတ်မြအောင်မြင်တယ်လို့ဒီတော့မှအောင်မခံနိုင်ဘူးရာနှုတ်မြအောင်မြင်တယ်လို့အမှခံကိုယ်လည်းပဲကိုကျိုးကွင်းတတ်တယ်လို့ဖြစ်သွားမယ်ယောဂတွေကတောက်ကျစင်းရကြဘူးသတ်ရရသတိဝိရိယနဲ့လောက်ကင်ဆောင်လို့ကြပါအဲ့လိုပြောတာအဲ့လေးကိုကျွန်တော်အမြဲသတိရမယ်ဒါလေးကိုကျွန်တော်လူငယ်တွေဆရာဝန်ငယ်တွေကျွန်တော်အဲ့ဒါကိုပုံပုံချပေးတယ်ကဲပါဆရာရှင်အခုလိုမျိုးပြောကြားပေးတဲ့အတွက်ဆရာကြီးကိုသမီးတို့အမတူကိုမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိလာတဲ့အာစီယာပူဇော်ပွဲအခမ်းအနားကိုအခမ်းအနားဖွင့်လှစ်ကြောင်းကြေညာပြီးတော့ဆရာကတော်ပဲကျင်းပခြင်းဖြစ်ပေါ်လာပုံကိုကျောင်းသားဟောင်းတဦးမှဖတ်ကြားတင်ပြခဲ့ပါတယ်ဆက်လက်ပြီးဆရာကြီးဆရာမကြီးများကိုကြော်ကျိုးဖြင့်ပူဇော်ကြော်ခဲ့ကြပါတယ်ဆက်လက်ပြီးဆရာကြီးဆရာမကြီးများအားသူတို့ပစ္စည်းများပေးအပ်ပြီးပူဇော်ကြော်ခဲ့ကြပါတယ်ကာရောစာမိဝတော်စာရိုသေထိုက်သူကိုရိုသေခြင်းဟာမင်္ဂလာတစ်ပါးပဲဖြစ်တဲ့အတွက်ဆရာသမားများရဲ့ဂုဏ်ကျေးဇူးများကိုမမေ့မလျော့ပဲရိုသေမြတ်လို့ပြီးအလေးမြတ်ထားကမြတ်ဆရာပူဇော်ပွဲများကျင်းပကြခြင်းဟာဘယ်နိုင်ငံနဲ့မှမတူတဲ့ကျမတို့မြမရည်ကျေးမှုရဲ့ကောင်းမွန်မွန်မြတ်လာတဲ့လက္ခဏာရများပဲဖြစ်ပါတယ်ရှင်ဆက်လက်ပြီးစေတက္ကသိုလ်နှင့်အငြိမ်းစားပါမောက္ခဆရာကြီးဦးသာလရွှေမှစုံမဩဝါဒစကားများပြောကြားခဲ့ပါတယ်အဲ့နောက်မှာတော့ကျောင်းသားဟောင်းတဦးမှကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။အဲ့နောက်မှာတော့အမတ်တရစုပေါင်းတပုံရိုက်ကူးပြီးအာစီယာပူဇော်ပွဲခန်းနာကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။ဒီကနေ့ကျင်းပပြုလုပ်တဲ့မြတ်ဆရာပူဇော်ပွဲခန်းနာဖြစ်မြောက်အောင်စုပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများရဲ့ဤနည်းမှုစကားသံများကိုလည်းအခုလိုကြားသိခဲ့ရပါတယ်။ဒီကနေ့ကျင်းပတဲ့စေတက္ကသိုလ်နေ့အာရှိယပူဇော်ပွဲကိုဘယ်နှခုနှစ်ကကျောင်းသားကျောင်းသူတွေစုစည်းပြီးပြုလုပ်တာလဲအရင်ဆုံးပြပြပေးပါဦးရှင်။ဒီစေတက္ကသိုလ်နှစ်မြင်းဆောင်93 17မြင်းဆောင်93 5မြင်းဆောင်94နဲ့2မြင်းဆောင်95 4နှစ်ပေါင်းပေါ့နော်ပထမ MBBS စတက်ကြတဲ့ကျောင်းသားကျောင်းသူတွေပေါင်းပြီးတော့ကျင်းပတာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအာရှိယပူဇော်ပွဲကိုစုစုစည်းစည်းနဲ့ပေါ့နော်အခုလိုမျိုးကျင်းပနိုင်အောင်လို့အမားတို့အနေနဲ့ဘယ်လိုမျိုးများစီစဉ်ဆောင်ရွက်ခဲ့လဲသိပြရစီရှင်အာစီယာပူဇော်ပွဲလုပ်ဖို့အတွက်ကိုလည်းတော်တော်လေးတော့ပြင်ဆင်ရတယ်လွန်ခဲ့တဲ့တစ်နှစ်လောက်ကနေစပြီးတော့တကယ်ချင်းတွေတစ်လတစ်ခါမီတင်လေးတွေစုံရတယ်၄တန်းပေါင်းတွေစုံကြရတယ်ပြီးတဲ့အခါကျတော့သူ့ရဲ့တကယ်ချင်းတွေကိုပေါ့နော်နှစ်လိုက်ပေါ့တကယ်ချင်းတွေကို contact လုပ်တဲ့အခါကျလို့ရှိရင် Facebook ကနေလည်းတင်ထားရှိတယ် email ကနေပြီးတော့လည်း contact လုပ်တယ်တချို့ကျတော့နေရောက်နေတဲ့တကယ်ချင်းတို့ကျတော့ဖုန်းနဲ့ contact လုပ်ပြီးတော့ဒီအကျိုးအကြောင်းလေးတွေပြောပြတယ်သူတို့တွေရရှိရနေပြီးတော့အလှူငွေတွေကိုလည်းအဲ့လိုမျိုးကောက်ခံရတာပေါ့နော်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးတငယ်ချင်းတွေစုပေါင်းပြီးတော့ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းပညာရပ်ကိုသင်ကြားပေးတဲ့ဆရာကြီးဆရာမကြီးတွေကိုပူဇော်ကြောခွင့်ရတဲ့အတွက်မရင်နဲ့ဝတ္တပီတိစကားလေးပြောကြားပေးပါရှင်ဒီမှာလေးရဲ့အခုဆရာဆရာမတွေဆိုတာအမားတို့စိတ်ပညာသင်ကြားပေးတဲ့ကျေးဇူးရှင်အနန္တဂိုင်းဝင်မိဘတွေပါအဲ့လိုမိဘတွေကိုကိုရတဲ့လာစာလေးတွေလည်းပူဇော်ခွင့်ရတဲ့အတွက်အများကြီးဝမ်းသာပီတိဖြစ်ရပါတယ်ဒီကနေ့မှမတက်ရောက်နိုင်တဲ့အမားတို့ရဲ့တငယ်ချင်းတွေကိုပေါ့နော်အမဒီဖိုးကနေတစ်ဆင့်ပါများပြောကြားချင်ပါသေးတယ်ဒီအခုကပထမဆုံးချိန်ဆရာကတော့ဝယ်လို့တယ်ဆိုတော့ဒီပထမဆုံးချိန်မှာမတက်ရောက်တဲ့တငယ်ချင်းတွေရှိတယ်တချို့ကစာမွဲရှိလို့တချို့ကကျတော့အကြောင်းမျိုးကြောင့်ခွင့်မရလို့အဲ့ဒါနောက်တစ်ချိန်လုပ်ဖို့တော့အစီအစဉ်ရှိတယ်နောက်9နှစ်ဖြစ်မလား3နှစ်ဖြစ်မလားပေါ့အဲ့ကကြရင်တငယ်ချင်းတွေအကုန်လုံးမဖြစ်မနေလာရောက်ဖို့ကျမတို့ကလည်းလိုက်လည်းဖိတ်ခေါ်တယ်အကုန်လုံးဒီလိုတော်တော်များများလဲစုံနေနေဖြစ်တော့ကျမတို့အကုန်လုံးဝမ်းမတတာနဲ့တငယ်ချင်းတွေဆက်တွေ့ကျင်တယ်ဆိုတဲ့အကြောင်းကြားတဲ့ပြောချင်ပါတယ်ဟုတ်ကဲ့ပါရှင်ခုလိုမျိုးဖြေကြပြီးတဲ့အတွက်အမားတို့အထူးပဲကျေးဇူးတင်ရှိပါတယ်ဟ
ကဲ့အမတို့ကလည်းအမတီဖိုးလည်းကျေးဇူးတင်ပါတယ် ဒီကနေ့အာရှယာပူဇော်ပွဲကျင်းပတဲ့အခမ်းအနားကိုတက်ရောက်လာကြတဲ့တပည့်များရဲ့ဝမ်းသာပီတိစကားသံများကတော့ ဆရာကြီးဆရာမကြီးတွေကိုလည်းပြန်တွေ့ရတယ်နောက်ပြီးတော့တငယ်ချင်းတွေပေါင်းတင်နေအကုန်လုံးလည်းပြန်ဆောင်ရတဲ့အတွက်အရန်ကိုဝမ်းသာပြီးဒီဖြစ်ရပါတယ်ရှင် ဆရာကြီးတွေကြောရတဲ့အတွက်အတိုင်းမသိကျင်းနေပြီပါတယ် အလုံးပဲကျင်းနေပြီးဝမ်းသာပြီးဖြစ်ရပါတယ်။ညာတင်ကြားပြီးတဲ့ဆရာကြီးဆရာမကြီးတို့ကတော့အတွက်အရန်ကိုဝမ်းသာပြီးဖြစ်မိပါတယ်ခင်ဗျာ။ ဆရာကြီးဆရာမကြီးကိုခါရဝပြရတဲ့အတွက်အရန်ကိုကျင်းနေပြီးဖြစ်နေပါတယ်ရှင် MRTV4 ပရိသတ်များရှင်အနန္တောနန္ဒ၅ပါးထဲမှာတပါးပါဝင်ဖြစ်တဲ့ဆရာသခင်ကျေးဇူးရှင်များရဲ့ကျေးဇူးတရားများကိုအမြဲမပြတ်ကြီးမှန်းပြီးပြန်လည်ပြည့်စုံကြောကြတဲ့အခမ်းအနားများကိုကျင်းပပြုလုပ်ကြခြင်းဟာကျမတို့မြန်မာလူမျိုးများရဲ့ကောင်းမြတ်တဲ့အလေးထားများကိုလှစ်ဟဖော်ကျူးခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်စစ်တပ်ဆိုနှင့်ရန်ကုန်နှစ်မြင်းဆောင်93 17မြင်းဆောင်93 9မြင်းဆောင်94နဲ့နှစ်မြင်းဆောင်95ခုနှစ်များမှာပညာသင်ကြားခဲ့ကြတဲ့ကျောင်းသားကျောင်းသူဟောင်းများရဲ့အာဆီယာပူဇော်ပွဲကိုမမေတော်သတိနဲ့အမြဲတမ်းရနေစေရန်ကြီးပဲပြီးဂျိုက်ကူးတင်ဆက်လိုက်ရပါတယ်ရှင်။